လာသုံးတတ်ဖို့ရွေးထားတဲ့ဇလန်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်နော်ကိုလုံးဝမကျူးလွန်ခဲ့တဲ့ဖြစ်မှုတစ်ခုအတွက်ထောင်ချခဲ့တဲ့အမျိုးသားတယောက်ထောင်ကလွတ်လာတဲ့အခါမှာတော့အဲ့ဒီဖြစ်မှုကိုတကယ်ပြန်ကျူးလွန်ဖို့ဆုံးဖြတ်လိုက်တယ်ဟုတ်ကဲ့အဲ့ဒီဖြစ်ပျက်လေးတစ်ခုတည်းနဲ့တင်မေးခွန်းတွေအများကြီးထုတ်เสียဖြစ်လာပြီဟုတ်ပါဒါပေမဲ့ဒီဇလန်ကိုကျမတို့နည်းဆွေးနွေးကြတာကဇလန်ချင်းကိုပြောပြဖို့ထက်ဟိုကလေမတရားမှုတစ်ခုကလူတယောက်ရဲ့ဘဝကိုဘလို့ပုံသွင်းပြောင်းလဲဖြစ်နိုင်တယ်လဲဆိုတာကိုဟောရီမန်းချက်ပြောင်းဆုံးနေတဲ့ဘဝတစ်ခုကနေကိုကြမကိုဖန်တီးသူတယောက်ဖြစ်လာတဲ့ခီးချမ်းကိုလေးလာသုံးသပ်ကြည့်ချင်တာပါဒီဇလန်ရဲ့အထူးအချက်ကအိမ်မက်ပေါ့နော်ဒါမှမဟုတ်ရီမန်းချက်ဆိုတဲ့စကားလုံးပေါ်မှာပဲလာပြီးတော့စုနေတယ်စိတ်ဝင်စားစရာကောင်းတာကအချို့အနောင်ရဲ့ကြရောက်ဖြစ်တဲ့အချင်းထောင်ဟာဇက်လိတ်ကျော်ဟန်နရီအတွက်လွတ်မြောက်ခြင်းအကြောင်းပထမဆုံးစဉ်းစားမိစေတဲ့နေရာဖြစ်လာခဲ့တယ်အဲ့ဒီအချက်ကတော်တော်လေးကိုဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပဲနော်ဟုတ်တယ်လူဘဝမှာလွတ်လပ်မှုဆိုတာရဲ့တကယ်အတိတ်ပဲကိုမေးခွန်းထုတ်စေတာပေါ့ရုပ်ပိုင်းဆိုင်ရာချုံနှောင်ခံထားတာချင်းမှာစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုကိုရှာတွေ့နိုင်သလားဆိုတာမျိုးပေါ့ကောင်းပြီအဲ့ဒီအချက်ကိုခဏမှထားပြီးတော့ဇလန်အစားပိုင်းမှာပြန်သွားကြည့်ရအောင်ဟင်ရီရဲ့မထောင်ကြောင်ခင်ဘဝကတော်တော်လေးကိုအယောင်အဆင့်မရှိဘူးသူကညဆိုင်တိုးကိဝန်ထမ်းတယောက်သူ့ရဲ့နေ့စဉ်ဘဝကအသက်ရှင်နေုံတတ်ပဲအိမ်မှာလေဇနီးဖြစ်သူဒါဘီနဲ့ကအေးဆက်ဆက်နိုင်တယ်ဟုတ်တယ်ဒီလိုဘဝမျိုးမှာသူဘာလို့ဒီလောက်တောင်ငင်းခါနေရလဲဒီချက်ကစိတ်ပညာမှာ learn helplessness လို့ခေါ်တဲ့အခြေအနေနဲ့နည်းနည်းဆင်တူနေတယ်ဆိုလိုတာကကိုယ့်ဘဝမှာဘာကမှထိန်ချုပ်ပြောင်းလဲနိုင်စွမ်းမရှိဘူးလို့ထက်ခါတလဲလဲခံစားရတဲ့အခါကြာလာတော့လေတကယ်ပြောင်းလဲလို့ရတဲ့အခြေအနေမှာတော့စူးစမ်းဖို့လက်လျှော့လိုက်တဲ့သဘောမျိုးပဲဟုတ်ကဲ့သူကသူ့ဘဝရဲ့ steering ကိုကင်မထားဘူးပေါ့လုံးဝပဲလောကတန်ကမောင်းတဲ့အတိုင်းလိုက်ပါနေတဲ့ခီးတယောက်လိုပဲဒါကြောင့်လဲသူ့တငယ်ချင်းအဲ့ဒီက basketball ကစားဖို့လာခေါ်တဲ့အခါမှာဘာမှမစဉ်းစားပဲလိုက်ထွက်ခဲ့တာဟုတ်ပြီအဲ့ဒီမှာတင်ဇလန်ကစတာပဲတကယ်တော့အဲ့ဒီတော့အဘက်ကဘန်တာပြတိတ်ဖို့ကြံစီနေတာဟင်ရီကတော့ဒါကိုမသိပဲသူတို့ထွက်ပြေးကားမောင်လူဖြစ်သွားရောစိတ်ဝင်စားဖို့ကောင်းတာကသူ့တငယ်ချင်းတွေမျက်နှာဖုံးဆိုပြီးဘန်သေးဝင်သွားတာကိုမြင်နေရတဲ့တောင်သူဘာမှမလုပ်ခဲ့ဘူးဟုတ်တယ်အဲ့ဒီအချက်ပဲပြီးတော့အဖမ်းခံရတဲ့အခါမှာလဲသူ့တငယ်ချင်းတွေရဲ့နာမည်ကိုလုံးဝမဖော်ခဲ့ဘူးဒါကတစ္ဆာဆောင်တည်မှုလားဒါမှမဟုတ်ကိုဘွားကိုကာကွယ်ဟိုးလုံးစိတ်မဝင်စားရတဲ့အခြေအနေလားဒါကမေခွန်းကောင်းတစ်ခုပဲသူ့ရဲ့သူငယ်ချင်းပဲလေဆိုတဲ့အတွေ့ကအပေါ်ယံကြည့်ရင်တော့တစ္ဆာရှိရကြတာပေါ့ဒါပေမဲ့ပုံနန်းနဲ့စဉ်းစားရင်ဒါဟာဆုံးဖြတ်ချက်တစ်ခုကိုရှောင်လွှဲလိုက်တာပဲသူ့တငယ်ချင်းနာမည်ကိုဖော်ထုတ်လိုက်ရင်သူ့ဘဝနောက်တစ်မျိုးပြောင်းသွားမယ်ဟုတ်စင်မေးလိုက်ရင်တော့ကျမကသူ့ကိုဘယ်ခေါ်သွားမလဲဆိုတာကိုစောင့်ကြည့်လိုက်အောင်ပဲဆိုတော့သူကအဖြစ်ပြက်တွေရဲ့တားကောင်းအဖြစ်ဆက်နေဖို့ကိုမတိစေကရွေးချယ်လိုက်တာအဲ့ဒီလိုကိုဒါကြောင့်လဲဘာမှမလုပ်ပဲထောင်တုံးနေကြသွားတာကိုလက်ခံလိုက်တာပေါ့နော်အမှန်ပဲထောင်ထဲရောက်သွားတဲ့အခါမှာတော့သူ့ဘဝကိုပြောင်းလဲစေမဲ့လူတစ်ယောက်နဲ့တွေ့တယ် Max ပေါ့ဟုတ်တယ် Max သူကထောင်ထဲမှာနစ်ရှည်လာမြနေလာတဲ့ဝါရင်တစ်ယောက်သူက Henry ကိုရိုးရှင်းပြင်မဲ့အရာလေးနဲ့တဲ့မိခုံးတစ်ခုမိခဲ့တယ်မင်းရဲ့အိမ်မက်ကဘာလဲတဲ့အဲ့ဒီမှာ Henry မအဖြစ်မရှိခဲ့ဘူးအဲ့ဒီအခိုက်အတန့်က Henry အတွက်မန်တစ်ချက်ကြီးလာရတယ်လို့ပဲ Max ကအိမ်မက်မရှိခြင်းကအကြီးမားဆုံးရာဇဝတ်မှုပဲလို့ပြောလိုက်တဲ့အခါဒါဟာ Henry ရဲ့တဘဝအလုံးကိုဆွဲချက်တင်လိုက်တာနဲ့အတူတူပဲသူဟာဘန်ဒါပြမှုနဲ့ထောင်ချနေတာမဟုတ်ပဲကိုဘဝကိုအတိတ်ပဲမရှိစေခဲ့တဲ့အတွက်ထောင်ချနေတယ်လို့မျိုးပေါ့ဒီမှာပဲသူ့ဇနီးကထောင်ဝင်စာလာတွေ့ပြီးတော့တခြားတစ်ယောက်နဲ့ကိုဝင်ရှိနေပြီဆိုတဲ့သတင်းကသူ့ရဲ့ဘဝအဟောင်းကိုလုံးဝပြားချပစ်လိုက်တယ်ဆိုတော့သူ့ဘဝဟောင်းကလုံးဝပြီးဆုံးသွားပြီအပြင်လောကနဲ့ဘာမှဆက်ဆက်စရာမရှိတော့ဘူးဒီအချက်ကသူ့ကိုလွတ်လပ်သွားစေတာလားတမျိုးတော့ဟုတ်တယ်သူ့မှာဆုံးရှုံးကြဘာမှမရှိတော့ဘူးလေဒီအချိန်က Max ကသူ့ကိုနောက်ထပ်အရေးကြီးတဲ့အသေးတစ်ခုပေးခဲ့တယ်မင်းကထောင်ချပြီးသားလို့အပြင်မှာဘလို့ပဲပြောလူတွေကမင်းကိုရာဇဝတ်ကောင်လို့ပဲမြင်ပါတယ်အဲ့ဒီစကားကရက်ဆက်လို့ပြောပေမဲ့ Henry ရဲ့တော့အင်အားတစ်ခုဖြစ်သွားတယ်ပေါ့ဟုတ်တယ်လူတွေကသူ့ကိုရာဇဝတ်ကောင်လို့သတ်မှတ်ပြီးသားဆိုရင်သူကလည်းအဲ့ဒီအခန်းကဏ္ဍကိုလက်ခံပြီးကိုယ်စီးမြင်နဲ့ကိုကစားလို့ရသွားပြီသူကလူအဖွဲ့အစည်းရဲ့အနောင်ဖွဲ့တွေကနေလွတ်မြောက်သွားတယ်လို့ဖြစ်သွားတာထောင်လွတ်လာတော့သူကအေးအားလုံးစတင်ခဲ့တဲ့ဘန်းရှိကိုပြသွားတယ်အဲ့ဒီမှာကန်တရားကဝင်ကစားတယ်လို့ပဲပြားဆက်မန်သမီဂျူလီမောင်းလက်ကားနဲ့တိတ်မိတယ်ဟုတ်တယ်ပြီးတော့ကိုပီဆိုင်တစ်ခုမှာလွန်ခဲ့တဲ့နှစ်80ကတရင်စာအပိုင်းစာတစ်ခုကိုတွေ့တာ
ဘန်နောက်ကပြဿနာုံနဲ့ဘန်ကိုဆက်သွယ်ထားတဲ့လျှို့ဝှက်ဦးမလွန်လောင်ကောင်းအကြောင်းရေးထားတဲ့သတင်းပေါ့ဒီမှာရင်သူ့ရဲ့အိမ်မက်ကပုံပေါ်လာတော့တာပဲဟုတ်တယ်သူမက်စ်ကိုတွားတွေ့ပြီးပြောတဲ့စကားကအရန်အရေးပဲရှိတယ်ကျွန်တော်ကိုယ့်အိမ်မက်ကိုတွေ့ပြီးတယ်ကျွန်တော်ကိုဒီနေရာရောက်အောင်ပို့ခဲ့တဲ့ဘန်ကိုဓာပြတိုက်မယ်ပြစ်ဒဏ်ကြခံရမယ်ဆိုရင်တောင်တကယ်ခိုးပြီးမှပဲခံတော်မယ်ဆိုပြီးပြောကြတာဒီစကားမှာသူဟာတားခေါင်အဖြစ်ကနေထိန်းချုပ်သူအဖြစ်ကိုပြောင်းလဲသွားပြီဆိုတာအရန်သိတာတယ်နော်အမှန်ပဲသူဟာသူ့ပေါ်ကြားရောက်ခဲ့တဲ့မတရားမှုကိုပြန်လဲတွန့်ပြန်တာမဟုတ်တော့ဘူးအဲ့ဒီမတရားမှုကိုသူ့ရဲ့ကိုယ်ပိုင်ဆက်လက်အဖြစ်ပြန်လဲရေးတတ်ဖို့ကြိုးစားနေတာသူတို့ရဲ့အစီအစဉ်ကလည်းတာမန်ဓာတ်ပဲတိုက်မှုနဲ့လုံးဝမတူဘူးအကျဉ်းဖတ်မှုမပါဘူးတနက်တွေမပါဘူးသူတို့ကအမှုပညာကိုမျက်နှာဖုံးပြီးအသုံးချခဲ့တာဟန်နရီကိုလိုက်ကပြက်ဆက်ထဲမှာတရုတ်ဆောင်မင်းသားဖြစ်လာရတယ်ဒါကတော်တော်လေးကိုထူးခြားတဲ့အချက်ပဲဒါကဒီဇလန်ရဲ့အတဲနှလုံးပဲဟန်နရီရဲ့ဘန်ဒါပြတိုက်မှုဟာရာဇဝဲမှုတက်တက်မဟုတ်တော့ဘူးဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးတရုတ်ဆောင်မှုဖြစ်လာတယ်သူကသူ့ရဲ့ဘဝအတိတ်ကိုတိဆောက်ဖို့အတွက်စင်ပေါ်မှာရောစင်တော့ကွယ်မှာပါတရုတ်ဆောင်နေရတာပေါ့စိတ်ဝင်စားစရာကောင်းတာကဦးမယ်လွင်ခေါင်းကတရုတ်ဆောင်တွေအဝတ်လဲတဲ့အခန်းရဲ့နိုင်ရနောက်ကွယ်မှာရှိနေလားဟုတ်တယ်အဲ့ green room ပေါ့ဒါကသူ့ရဲ့အတွင်းတစ်ကိုပြောင်းလဲဖို့အတွက်နိုင်ရတစ်ခုကိုဖြိုချရမယ်ဆိုတဲ့အချက်ကိုပုံဆောင်လေတယ်လို့ပဲပြီးတော့အားသင်စရာကောင်းတာကတရုတ်ဆောင်ပညာနဲ့ပတ်သက်ပြီးဘာမှမသိတဲ့ဟန်နရီကအဓိကဇက်ဆောင်မင်းသားအဖြစ်ရွေးချယ်ခံလိုက်ရတယ်ဒါကဘလို့ဖြစ်နိုင်တာလဲသူကတကယ်ပဲမွေးရပါတရုတ်ဆောင်တယောက်လားတနည်းအားဖြင့်တော့ဟုတ်တယ်လို့ပြောလို့ရတယ်သူတကောလုံးသူဟာသူမဟုတ်တဲ့ပုံစံနဲ့ဟန်ဆောင်နေထိုင်ခဲ့ရတာပဲလေဟုတ်တာပဲငင်းငွေဆရာကောင်းတဲ့တိုးကစ်ဝန်ထမ်းဘွားအချစ်မရှိတဲ့ခင်မုံဘွားဒါတွေအလုံးဟာသူတရုတ်ဆောင်ခဲ့ရတဲ့အခန်းတန်းတွေပဲအခုပြဿနာထဲမှာတော့သူဟာစိုက်ရှာချက်ကိုဗရဲ့ဇက်ကောင်တယောက်အဖြစ်တရုတ်ဆောင်ရတယ်ဒါပေမဲ့တကယ်ဘွားမှာတော့သူဟာကိုဘွားဇက်ညွန့်ကိုယ်တိုင်ရေးနေတဲ့ director တယောက်ဖြစ်လာခဲ့ပြီဆိုလို့သူရဲ့တရုတ်ဆောင်မှုကအဆက်အမှန်ဖြစ်နေတာဟာသူတကယ်ပဲကိုဘွားရဲ့အပြောင်းလဲကိုဖျက်ဆီးနေရလို့ပဲပေါ့အဲ့တိုင်းပဲနောက်တော့အဖွဲ့ကျကိုလူဒီရှစ်ပြထထရောက်လာတယ်ဂျိုပြီးတော့ဟင်နရီကိုဖမ်းခဲ့တဲ့ဘန်လုံခြုံရေးဝန်ထမ်းနောက်ဆုံးတော့တစ္ဆာဖောက်အဲ့ဒီပါရောက်လာတယ်ဟုတ်တယ်အဲ့မှာမက်စစ်အစီအစဉ်နဲ့ဂျိုးတို့အဲ့ဒီတို့ရဲ့အတွေးခေါ်ချမှာကွာဟမှုကြီးတစ်ခုကိုတွေ့ရတယ်မက်စ်ကဒါကိုအနုဆိုင်ပြီးဂုံတိတ်ခါရှိတဲ့အလုပ်တစ်ခုလူချင်းပေမဲ့ဟုတ်တယ်အဲ့ဒီတို့ကတော့တင်နဲ့တလက်နဲ့ဝင်တိုက်လိုက်ရင်ပြီးနေတာမယ်ဆိုတဲ့ပုံစံမျိုးဒါကရာဇဝမှုကိုကြည့်တဲ့ district ကိုနှစ်ခုရဲ့ပဋိဖက်ခါမယ်နော်အမှန်ပဲမက်စ်နဲ့ဟင်ရီအတွက်တော့ဒါဟာပိုက်ဆံအတွက်တက်မဟုတ်ဘူးဒါသူတို့ရဲ့စွမ်းရည်ဉာဏ်ပညာနဲ့စနစ်တစ်ခုကိုအနံယူခြင်းဆိုတဲ့ခံစားချက်အတွက်လုပ်နေတာသူတို့ကတခိုးတယ်မဟုတ်ဘူးသူတို့ကအမှုပညာရှင်တွေလို့ခံယူထားတာဒီလိုလူတွေတော့ဒါကလောဘသက်သက်ပဲဟုတ်တယ်အဲ့ဒီတင်းမာမှုကသူတို့ရဲ့အစီအစဉ်ကိုအန်ရီဖြစ်စေနိုင်တဲ့အဓိကအချက်ဖြစ်လာတာပေါ့တစ်ဖက်မှာလည်းဟင်နရီနဲ့ဂျူလီတို့ရဲ့ဆက်ဆံရေးကထပ်ပြပြနှက်ဆိုင်လာတယ်အစပိုင်းမှာတော့ဟင်နရီကဂျူလီကိုပြက်ဆက်ယုံထဲဝင်ဖို့အသုံးချခဲ့တာဟုတ်တယ်ဒါပေမဲ့ကြာလာလို့သူတကယ်ပဲဂျူလီကိုချစ်မိသွားတယ်ဒီအချက်ကသူ့ရဲ့မူလအိမ်မက်ကိုဘယ်လိုတက်ရောက်မှုရှိလာတယ်လဲဒါရင်ရေးကြည့်တဲ့အလေပြောင်းပဲသူ့ရဲ့မူလအိမ်မက်ကဘိုင်းကိုဓာပြတ်တိုက်ပြီးတရားမျှတမှုကိုနေကိုဟန်နဲ့ရယူဖို့ဒါပေမဲ့ဂျူလီနဲ့တွေ့တဲ့ခါမှာတော့သူ့ဘဝမှာတကယ်အရေးကြီးတာကဘာလဲဆိုတာကိုသူပြရှာတွေ့လာတယ်ပြဆက်ဒါရီတာကဂျူလီကိုပြောတဲ့စကားတခွင်းရှိတယ်နော်ဟုတ်တယ်မင်းဘယ်သူမှတကယ်မချစ်ဘူးမလားဒါမင်းရဲ့ပြဿနာပဲလို့ပြောတဲ့အခါအဲ့ဒီစကားကဟန်နရီကိုမှထိမှန်သွားတယ်သူ့ဘဝမှာပထမဆုံးကျရင်တခြားတယောက်ကိုတကယ်ချစ်မိသွားတာဆိုတော့သူ့မှာရွေးချယ်စရာထစ်လာပြီမူလအစီအစဉ်တိုင်းငွေတွေကိုယူပြီးထွက်ပြေးမလားဒါမှမဟုတ်သူ့ဘဝရဲ့အတိတ်ပဲတစ်ထစ်လာပဲအချစ်ကိုရွေးချယ်မလားအဲ့ဒီပြင်နောက်ဆုံးပြပွဲနေနဲ့ဘန်ဒါပြတိုင်းမင်းတွေကတမင်းနဲ့ကြာနေတာကလည်းဒီပฏิပတ်ခါကိုအထွတ်ထိပ်ရောက်စေတာပေါ့ဟုတ်ပါဟုတ်တယ်နောက်ဆုံးကသူဟာပြားဆက်စင်ပေါ်မှာတရုတ်ဆောင်နေရင်လည်းပဲမြေအောက်ကသူ့ထွက်သားတွေကိုကူညီဖို့ခိုးထွက်ရတယ်သူဟာဘဝနှစ်ခုကြာမှာဗျာများနေခဲ့တယ်အထွတ်အထိပ်မှာအဲ့ဒီကသစ္စာဖောက်ပြီးတော့အလုံးကိုတနတ်နဲ့ချိန်တဲ့အခါလုံးတွေတပ်ဖို့ကြရင်ဂျီဂျွန်ကဟင်နရီရဲ့ခြေထောက်ကိုရှက်ထီထွားလဲဒဏ်ရာရသွားတယ်မက်စ်ကအခြေအနေကိုထိန်းချုပ်ပြီးငွေတွေနဲ့အတူထွက်ပြေးချိန်မှာဟင်နရီကကားပေါ်ကနေစင်းကြနေခဲ့တယ်သူငွေတွေကိုစွန့်လွတ်လိုက်တယ်ဘာလို့လဲသူ့ရဲ့အိမ်မက်အောင်မြင်ခါနေလေးမှာဘာလို့လက်လျှော့လိုက်တာလဲဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အိမ်မက်ကပြောင်းလဲသွားလို့ပဲဘိုင်းကိုဓာပြတ်တိုက်ဖို့ဆိုတာကသူ့ကိုအိမ်မက်မရှိတဲ့ဘဝကနေဆွဲထုတ်ပိတ်ခဲ့တဲ့ရင်တစည်းတက်ပဲ
အဲ့ဒီရင်ကိုစီးရဲနဲ့သူဟာကိုရှာဖွေတွေ့ရှိခဲ့တယ်ချက်တက်လာတယ်ရဲရင်လာတယ် အခုသူခီးဆောင်ပန်းနိုင်ကငွေတွေမဟုတ်တော့ဘူးပေါ့ မဟုတ်တော့ဘူးဂျူလီဖြစ်နေပြီဒါကြောင့်ဒဏ်ရာရနေတဲ့ခြေထောက်နဲ့ပြက်ဆက်စင်ဘောကိုသူပြန်ပြေးတက်သွားခဲ့တယ် ပြီးတော့ပြက်ဆက်ရဲ့ဇာဝင်ခန်းတစ်ခုလိုဖြစ်နေတဲ့အခြေအနေမှာဂျူလီကိုသူ့ရဲ့အချစ်အကြောင်းဖွင့်ပြောခဲ့တယ်ငါမင်းကိုတကယ်ချစ်တယ်မင်းမရှိဘဲငါအသက်မရှင်နိုင်ဘူးတဲ့ ဟုတ်တယ်ပရိသတ်တွေကဒါကိုတရုတ်ဆောင်နေတာလို့ထင်ပြီးလက်ခုပ်တီးအားပေးကြတယ် ဒါကသူ့ဘဝရဲ့အကောင်းဆုံးတရုပ်ဆောင်မှုပဲဒါပေမဲ့ဒါဟာတရုပ်ဆောင်တာမဟုတ်ဘူးသူ့ရဲ့အစစ်မှန်ဆုံးခံစားချက်ပဲ အဲ့ဒီအခိုက်အတန့်မှာသူဟာဟန်နရီဆိုတဲ့တရုတ်ဆောင်လည်းမဟုတ်ပန်တာပြားလည်းမဟုတ်တော့ဘူးသူဟာသူ့ရဲ့အစစ်မှန်ဆုံးပုံစံနဲ့ဂျူလီရှိမှရပ်နေတာသူ့ရဲ့ဘဝဇက်ခွန်ဘောကအမှန်တရားကိုဖွင့်ချလိုက်တာ ဂျူလီကလည်းဒါကိုနားလည်သွားပြီးသူ့အချစ်ကိုလက်ခံခဲ့တယ်နော် ဟုတ်တယ်နောက်ဆုံးမှသူတကယ်ခိုးယူနိုင်ခဲ့တာကငွေတွေမဟုတ်ဘူးဘဝအသက်နဲ့အချစ်စစ်တစ်ခုပဲဖြစ်သွားတယ် ခြုံပြီးသုံးသပ်ရရင်ဒီဇလန်ကအိမ်မက်မရှိရွယ်ချက်မရှိတဲ့လူတစ်ယောက်ကသူ့အပေါ်ကြားရောက်လာတဲ့မတရားမှုကိုလက်နက်တစ်ခုအဖြစ်အသုံးပြုပြီးကိုယ့်ရဲ့ပုံစံတစ်တစ်ခုကိုထူးစစ်ခဲ့တဲ့အကြောင်းပဲလို့ပြောရမယ် ဟုတ်တယ်သူ့ရဲ့မူလပန်းနိုင်ကဘန်ကိုအနာယူဖို့ဖြစ်ခဲ့ပြီးမြဲအဲ့ဒီခီလာမှာသူကကိုအရင်ဆုံးအနာယူနိုင်ခဲ့တယ် ဒီဇလန်ကကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုခြံထားခဲ့တယ်တခါတရမှာလူတစ်ယောက်ရဲ့အကြီးမားဆုံးဘဝပြောင်းလဲမှုဟာမူလပန်းတိုင်ကိုအောင်မြင်ခြင်းထက်အဲ့ဒီပန်းတိုင်ကိုအရောက်လန်းနေတဲ့ခီးစဉ်မှာဖြစ်တည်လာတဲ့ကိုယ့်ရဲ့ပုံစံတစ်ကြောင်တာဖြစ်တတ်တယ်ဆိုတာပါပဲ ဟုတ်ကဲ့ဟင်နရီဟာသူ့ရဲ့ရာဇဝတ်သားဆိုတဲ့တန်ဆေးကိုလက်ခံပြီးအဲ့ဒီထဲကနေမှသူ့ရဲ့အစစ်မှန်ဆုံးဘဝကိုပြန်ရှာတွေ့ခဲ့တာပေါ့ ဟုတ်တယ်ဒါကကျွန်တော်တို့ကိုပြန်မေးစေတယ်တကယ်အောင်မြင်မှုဆိုတာဘန်းနိုင်ကိုရောက်ရှိခြင်းလားဒါမှမဟုတ်ဘန်းနိုင်စီတွားနေတဲ့လမ်းမှာကိုဘယ်လိုလူဖြစ်လာတယ်လဲဆိုတာလား